ခမရစူးစမ်းနေတဲ့သူတယောက်လားကျွန်တော်တို့ခမရတို့တွေနေ့စဉ်ဘဝမှာလုပ်ငန်းတွေမှာစီးပွားရေးတွေမှာကျွန်တော်တို့စူးစမ်းကြတယ်တချို့ကလည်းအချိန်ကြာတဲ့အမြတိုးတက်သွားတယ်တချို့ကကြာတော့လည်းအချိန်သာကြာသွားပြီမဲ့ဘာမှတိုးတက်မလာဘူးအဲ့တော့ကျွန်တော်တို့ဂျားထဲမှာဘာတွေကွာသွားလဲအဲ့တော့ကျွန်တော်တို့ကနီးမှန်လမ်းမှန်စူးစမ်းမနေတာဖြစ်နိုင်ပါတယ်အဲ့တော့ဒီချက်ကနီးမှန်လမ်းမှန်စူးစမ်းဖို့ဆိုတာဘာတွေလဲဆိုတာကိုကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရှုလိုက်အောင်ခုပြောမယ့်ချက်တွေကကျွန်တော်ကိုယ်တိုင်ပြောတာမဟုတ်ပါဘူးစီးပွားရေးအမှုပညာအားကစားစတဲ့နယ်ပယ်တွေမှာထိတ်ဆုံးကိုရောက်နေတဲ့ပုံကိုယ်တွေရဲ့ဘုံတူညီတဲ့အချက်တွေကိုစူးစီးဖော်ထုတ်ထားတာဖြစ်တဲ့အတွက်သိပ္ပံကြီးကြတယ်လို့တော့ပြောလို့ရပါတယ်ဒါဆိုရင်ဒီချက်တွေကိုကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရအောင်ပထမဆုံးနံပါတ်1ချက်ကတော့ great habits လို့ခေါ်တဲ့ကြီးကျယ်တဲ့မြင့်မြတ်တဲ့လေ့ကျင့်ကောင်းတွေရှိခြင်းဖြစ်ပါတယ်အဲ့တော့လေ့ကျင့်ကောင်းတွေဆိုတာဘာတွေလဲဆိုတာခင်ဗျားလည်းသိတဲ့အတိုင်းပဲစာဖတ်တာအားကစားလုပ်တာပြီးရင်အာရုံစူးစိုက်မှုကောင်းအောင်အတွက်တရားထိုင်တာလေးလာသိမှုလို့စိတ်ရှိတာဒီလိုချက်တွေကိုပြောခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီချက်တွေရဲ့95%ကလည်းကျွန်တော်တို့ရဲ့ဘဝရဲ့ရလဒ်တွေကိုကွာခြားသွားစေတာဖြစ်ပါတယ်နောက်နံပါတ်2အချက်အနေနဲ့ကတော့လေးလာသိမှုလို့စိတ်ရှိခြင်းပဲဖြစ်ပါတယ်လေးလာသိမှုလို့စိတ်ရှိတယ်ဆိုတာကကျွန်တော်တို့ဘဝဉာဏ်မှာလည်းတွေ့ဥပါလိမ့်မယ်တိုးတက်တဲ့သူတော်တော်များများကအမြဲတမ်းစိတ်တကားကိုဖွင့်ပြီးတော့စူးစမ်းလေးလာသိမှုလို့စိတ်ရှိပါတယ်လေးလာသိမှုတဲ့ဆိုတဲ့နေရာမှာစာဖတ်တာမှမဟုတ်ပါဘူးကျွန်တော်တို့ဒီနေ့မှာဆိုရင် podcast တင်နားထောင်တာပြီးရင်အတွေ့အကြုံရှိတဲ့သူတွေနဲ့စကားပြောတာဒီလောက်တက်ကိုင်းနဲ့ရှိတဲ့သူတွေနားကိုချီးကပ်ပြီးတော့မိတ်ဆွေဖွဲ့ပြီးတော့စကားပြောရင်းသင်ယူတာဒီလိုဟာမျိုးတွေကိုနီးလန်းမျိုးနဲ့ကျွန်တော်တို့သင်ယူမှုတွေလုပ်လို့ရပါတယ်ဒီလိုသင်ယူလေးလာမှလည်းပဲပို့ပြီးတော့ကိုယ့်ကိုယုံကြည်လာမယ်ပိုယုံကြည်တာနဲ့မျှပို့ပြီးတော့လုံးနိုင်ခိုင်းနေတာမယ်အဲ့တော့ဒီလိုမျိုးဆက်နေတာဖြစ်ပါတယ်နောက်နံပါတ်3ချက်အနေနဲ့ကတော့စိတ်ပါလက်ပါအလုပ်လုပ်တာတော်တော်များများကဒီလုပ်နေတဲ့လုပ်ငန်းတွေမှာစိတ်ရောကိုယ်ရောကိုနှစ်ပြီးတော့လုပ်ကြပါတယ်ဒီလိုလုပ်တာကလည်းပဲသူတို့ရဲ့ရလဒ်တွေကိုပို့ပြီးတော့ကောင်းလာစေပါတယ်အဲ့တော့ခမည်းကောင်များလည်းစဉ်းစားကြည့်ပါကိုကပြင်းနေတဲ့သူလားဒါမှမဟုတ်အချိန်ဆွဲတတ်တဲ့သူလားအဲ့ဒါဆိုရင်ဒီချက်တွေကိုပြင်ဖို့လိုနေပါပြီဟုတ်ပြီနောက်နံပါတ်4တစ်ချက်နံပါတ်4ချက်ကဘာလဲဆိုတော့ဒီစက်သွယ်ရေးအားကောင်းတယ်ပေါ့နော်စက်သွယ်ရေးအားကောင်းတယ်သူတို့ကဒီနေ့ခေတ်မှာကျွန်တော်တို့စက်သွယ်ရေးပုံစံမျိုးရှိပါတယ်ဒီ email ကနေပို့ email တွေပို့မယ်ပြီးရင်ဖုန်းကနေဆက်ပြီးပြောမယ်ပြီးရင်ကိုယ့်ရဲ့ social media post တွေကနေပြီးတော့ customer တွေဖောက်သည်တွေနဲ့ဆက်ဆံမယ်နောက်တစ်ချက်ကတော့ဒီ public speaking လို့ခေါ်တဲ့လူအများကြီးစကားပြောကြမယ်ဒီလိုမျိုးဆက်သွယ်ရေးပုံစံမျိုးရှိပါတယ်ဒီချက်ကကျွန်တော်တို့ကိုကဒီချက်တွေမှာညံ့နေတယ်ဆိုရင်တော့မှလေးလာသိယူလို့ရနိုင်ပါတယ်အဲ့တော့ဒီဆက်သွယ်ရေးကောင်းမှုလည်းလေ့ကျင့်ထားလို့ရပါတယ်ဟုတ်ပြီနောက်နံပါတ်5တစ်ချက်နံပါတ်5ချက်ကတော့ကိုယ့်ရဲ့လောက်ကိုင်နိုင်စွမ်းပေါ်မှာယုံကြည်မှုရှိခြင်းပဲဖြစ်ပါတယ်အောင်မြင်မိသားသူတွေကသူတို့ရဲ့လောက်ကိုင်နိုင်စွမ်းတွေကိုကျွေးမဲ့ယုံကြည်ကြတယ်ဒီလိုယုံကြည်မှုကနေလည်းပဲသူတို့ကိုပို့ပြီးတော့ရှေ့ရောက်စေတယ်အဲ့တော့ကိုယ်နဲ့ဖြစ်ပါမလားငါနဲ့အဆင်ပြေပါမလားလို့တွေးနေတဲ့အတွေးတွေကသင်ကိုနောက်ကိုပြန်ဆွဲနေတဲ့အချက်တွေပဲဖြစ်ပါတယ်အဲ့တော့ဒီချက်တွေကိုခဏဖေးဖယ်ထားလိုက်ပါနောက်တစ်ချက်အနေနဲ့ကတော့သူတို့ကအရှုံးတွေကိုချစ်မြတ်လို့ကြတယ်အဲ့တော့ကျွန်တော်တို့အားလုံးကဘယ်သူမှတော့ရှုံးညင်မလဲဗျာခက်ခဲတွေကိုရင်ဆိုင်ကြုံတွေ့ကြမှာမလဲဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကရွှေစုံးကြပြီးတော့မွေးလာတာမဟုတ်တဲ့အတွက်ချက်ချင်းတန်းပြီးတော့အဆင်ပြေသွားကြတဲ့သူဟာမရှိပါဘူးအချိန်ချင်းရှုံးနေမှုတွေကြာဆုံးမှုတွေကျွန်တော်တို့တွေ့ကြုံရပြီဖြစ်ပါတယ်အဲကြတော့ဒီချက်တွေကိုကျွန်တော်တို့ကပွေးဖက်ပြီးတာဝန်ယူရင်းနဲ့ပဲရှေ့ကိုပို့ပြီးတော့အကောင်းမြင်စိတ်တွေနဲ့ရှောက်လန်းကြရတာပဲဖြစ်ပါတယ်အဲတော့အတော်ဆုံးအယောင်သမားတွေကိုကြည့်ရင်လည်းသူတို့ရဲ့နေစဉ်ဘဝမှာညှင်းပယ်မှုပေါင်းများစွာကိုကြုံတွေ့ကြရတဲ့သူတွေကြီးပဲဖြစ်ပါတယ်အဲတော့ကမ္ဘာကျော်ပုံကိုယ်တွေရဲ့ဒီ success story တွေအကြောင်းတွေနောက်ွယ်ရကြာရှုံးမှုတွေအကြောင်းကိုလည်းခင်ဗျာလေ့လာသိရှိပြီးဖြစ်မှာပါအဲတော့ဒါတွေဟာဘာကိုပြနေလဲဆိုလို့ရှိရင်ဒီကိုပို့ပြီးတော့အဆင်ပြေလာဖို့တိုးတက်လာဖို့အတွက်လမ်းစာပဲလို့ပြောလို့ရပါတယ်ဟုတ်ပြီနောက်ဆုံးချက်နံပါတ်9ချက်ကတော့သူတို့က emotional quotient လို့ခေါ်တဲ့ EQ ခံစားမှုဆိုင်ရာဉာဏ်ကြီးမြင်မာခြင်းပဲဖြစ်ပါတယ်ခံစားမှုဆိုင်ရာဉာဏ်ကြီးမြင်မာတယ်ဆိုတာကျွန်တော်တို့ပြောညံ့တာနဲ့မတူပါဘူးဒီနေရာမှာရေးကြည့်တာ
ခံစားမှုမြင်မာတယ်ဆိုတာကကျွန်တော်တို့က pressure တွေအောက်မှာကောင်းကောင်းအလုပ်လုပ်နိုင်တာစိတ်ဖိစီးမှုတွေကိုကင်တွယ်နိုင်တာစိုးရင်ပူပန်မှုတွေကိုတေချာထိန်းချုပ်နိုင်တာဒီလိုအရာတွေကိုပြောခြင်းဖြစ်ပါတယ်အတော်ဆုံးသူတွေအောင်မြင်တဲ့သူတွေကအတော်ဆုံးသူတွေမဟုတ်ပါဘူးဒါပေမဲ့သူတို့ရဲ့ဘေးမှာတော့အတော်ဆုံးသူတွေရှိကြပါတယ်အဲ့တော့ emotional quotient ကောင်းအောင်လည်းကိုကလေးလာသင်ယူလို့ရပါတယ်ပြုပြင်မွမ်းမံလို့ရပါတယ်နောက်ဆုံးအချက်ကတော့ခင်ဗျားမှာဒီလိုအချက်တွေရှိနေုံနဲ့ခင်ဗျားအောင်မြင်ပြီလားဆိုတော့မဟုတ်သေးပါဘူးအရေးကြီးဆုံးကတော့ skill ရှိဖို့လိုပါတယ်ဒီ skill နဲ့ခင်ဗျားခုနပြောခဲ့တဲ့အချက်တွေကိုပေါင်းစပ်နိုင်ဖို့ကအင်မတန်မှအရေးကြီးပါတယ်ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုလိမ္မာပါးနှံ့မှုဒါမျိုးတွေရှိနေမှသာလျှင်ပို့ပြီးတော့တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဘယ်လို skill တွေရှိဖို့လိုရမလဲဒါတွေကိုကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့ဆွေးနွေးကြပါမယ်စီးပွားရေးလုပ်ရမှာလိုအပ်တဲ့အဓိက skill တွေနဲ့ personal development အကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Smart Biz Academy YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်